တနေ့ကိုဓာတ်ပုံ3ပုံကျ30 daily challenge ဒီနေ့က day 2အဲ့တော့ချိန်ကမနက်9နာရီခွဲဘယ်နေရာမှာဘလို့ဓာတ်ပုံမျိုးစားကိုဘလို့သွားရမယ်ဆိုတာကျွန်တော်လည်းမသိဘူးအဓိကဒီနေ့တနေ့အတွက်ကျွန်တော်ဓာတ်ပုံ3ပုံရိုက်မယ်အဲ့တော့အကျိုးဆက်ကတော့ကျွန်တော်ရဲ့ဒီလက်နဲ့ကျွန်တော်ရဲ့ဒီကင်မရာနဲ့ကိုအမြဲတမ်းအလေးအကျင့်တစ်ခုလိုဖြစ်အောင်လို့30 daily challenge ခေါ်လာတာဖြစ်တယ်။ကဲအဲ့တော့ကျွန်တော်ရဲ့ day 2လေးကိုစလိုက်ရအောင် come on ကျွန်တော်ဒီဘောတက်လာတော့ဒီအပေါ်ကတောင်ချားမှာပေါ့နော်အိမ်လေးတအိမ်နှစ်အိမ်တွေ့လို့ကျွန်တော်တက်လာတာဒါပေမဲ့အပေါ်လဲရောက်ကိုကျွန်တော်ရိုက်မယ်ဆိုတော့ subject ကအဲ့ဒီအိမ်ကရိုက်တာအဆင်မပြေဘူးအမေကျွန်တော်အပေါ်ရောက်ကိုဟိုဘက်ကိုဆက်သွားလိုက်တယ်အဲ့ဒီမှာဗျာတကယ်ကိုကျွန်တော်တကယ်ကိုဆွဲဆောင်လိုက်တဲ့မြင်ကွင်းတစ်ခုဗျာအဲ့မှာတောင်တန်းပြင်ဟိုမှာတကယ်အထက်2ထပ်3ထပ်လောက်ကိုမှမနက်ခင်းနေအောင်ကြီးလေးကလည်း9နာရီခွဲ10နာရီကြာနေဆိုတော့တကယ်ကိုအေးချမ်းမှုအပြည့်ဗျအဲ့ဒီအေးချမ်းမှုအပြည့်ရှိတဲ့နေရာလေးအခိုက်အတန့်ကိုသွားပြီးတော့ဓာတ်ပုံရိုက်မယ်ကောင်းဆုံး moment လေးတွေကိုသွားပြီးတော့ခံစားကြမယ်ဗျာကျွန်တော်ဟိုဘက်လေးဆက်သွားလိုက်တော့ရအောင်မထင်နဲ့ဟိုရှိမှတွေ့လဲအမတောင်တန်းပြာကြီးဗျာတောင်တန်းကတော့တောင်နှလုံး3လုံးရှိရတချို့အလုံးတွေကကြတော့စိမ့်ပြီးတော့တချို့တောင်တွေကြတော့မြူရီနဲ့အိုးတကယ်ကိုရိုင်းကြည့်နေရတယ်စိတ်အေးချမ်းနေဗျာကဲသွားမယ်ဗျာလားရှေးလေးဆက်သွားလိုက်အောင်ရှေးရင်မှာတော့ရှေးတဲ့နေရာတွေတော့ရှိမှနေတယ်နေရာလေးအပေါ်ဆက်တက်လိုက်နေလောဆယ်တော့ကျွန်တော်တို့ဒီမှာတပုံရခဲ့ပြီဒီနေရာမှာအဲ့တော့နောက်ထပ်2ပုံကြံအောင်မယ်အဲ့တော့နောက်ထပ်2ပုံကိုဘယ်နေရာမှာထပ်ရမလဲဆိုတာ subject လေးလိုက်ရှာလိုက်အောင် come on အဲ့တော့ဒီစံချန်ကြီးကိုဖြစ်ရမယ်ချန်ကြီးကိုအောင်မလဲနောက်တစ်နေရာကျွန်တော်ဟိုမှာဒီမှာအိမ်တွေ့တယ်ဗျာကျွန်တော်ဒီမှာအိမ်တွေ့တယ်အိမ်ကကျွန်တော်တောင်ကြားထဲမှာအိမ်အကြီးဗျာဒီလေဇင်ခံအိမ်လုံးလားအကြီးပဲဒါလေးကိုကြည့်ရတယ်ကျွန်တော်လည်းအဲ့လိုအိမ်လေးမှာနေခြင်းနဲ့ဗျာဒီလားတောင်ရဲ့ဇောင်းကြားလေးထဲမှာတောင်ပြိုရင်တော့မသိဘူးအားကြောင့်လို့တောင်ပြိုရင်တော့မသိဘူးဒါပေမဲ့အဲ့လိုအိမ်လေးနေခြင်းနဲ့စိတ်လေးခံစားချက်လေးကအဲ့ဒီအိမ်လေးကိုရောက်သွားအဲ့တော့ကျွန်တော်ဆိုင်ကလေးရက်ပြီးတော့အဲ့အိမ်လေးကိုအနီးနားရှိတာကိုအဲလောက်လေးသွားလိုက်သွားပြီးတော့တောင်နေကြားထဲမှာအိမ်လေးတစ်အိမ်အေးချမ်းတဲ့အိမ်လေးတစ်အိမ်အဲ့ဒီမှုလေးကိုဒါရိုက်တော့နေအလင်းအောင်တော့တိတ်ပြီးတော့နေထားမကောင်းဘာလို့ဆိုတော့အိမ်ရဲ့ခေါင်မိုးဒီဘက်အနောက်ဖမ်းချက်ကနေပြီးတော့ထိုးနေတာဗျနင်းက
အလင်းအောင်ကောင်းရပါမလားဘောင်လေးကိုခတ်ကြည့်မှပဲသိမှာဟုတ်ပါစို့ဒါလေးကကျန်းလို့ဟိုပါလေငှက်တွေငှက်အိမ်ဝင်နာလို့ရအောင်လုပ်ပေးတာဒီလေကွင်းပြင်မှာလေကွင်းပြင်မှာငှက်ကလေးတွေဝင်နာလို့ရအောင်လုပ်ပေးတာတကယ်ငှက်စာကလေးအိမ်လေးကကျွန်တော်ရဲ့ subject ဖြစ်သွားတယ်ဒီရလေးကိုကြည့်ရတီးဝဲမှာအလင်းရလဲဟိုဘက်ကနေရာလဲထိုးနေတယ်ဒီပုံကြောက်ရောက်နေဟိုလေဝင်းပြင်းထဲမှာဒီငှက်ကလေးတွေအိတ်ဖို့အတွက်နားဖို့အတွက်လုပ်ပေးထားတဲ့အိမ်လေးကထူးဆန်းလေးဖြစ်နေကျွန်တော်တို့ကဒီရလေးကိုကျွန်တော်ရဲ့နောက်ဆုံးတစ်နေ့ challenge မှာ3ပုံနေနဲ့3ပုံတွေကနောက်ဆုံးတစ်ပုံဖြစ်ဒီပုံကိုမတန်းယူလိုက်မရဒီပုံလေးမစိုးကဲ day 2 challenge ဒီနေ့တော့3ပုံကျွန်တော်ရရှိခဲ့ပြီအဲ့တော့ကျွန်တော်အခုအိမ်ပြန်နေပြီအဲ့တော့မနက်ဖြန်မှာလည်းနောက်နေ့ day 3 day 4 day 5တွေမှာလည်းကျွန်တော်ဒီကနာတယောက်အနေနဲ့ဘယ်လိုမျိုးလက်ရည်တွေတိုးတက်လာတယ်ကျွန်တော်ပုံတွေကဘယ်လိုမျိုးအစစ်ကျွန်တော်ဘယ်လိုမျိုးတွေတိုးတက်ပြောင်းလဲလာလဲဆိုတာကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်သွားခဲ့ပြီအဲ့တော့ကျွန်တော်ဒီနေ့ဒီ day 2 video လေးကိုတော့ကျွန်တော်ဒီနေ့ရရှိခဲ့တဲ့ဓာတ်ပုံ3ပုံလေးကို slide လေးတွေနဲ့ကျွန်တော်ပြပြီးတော့အဆုံးသတ်ရှင်တယ်အဲ့တော့အားလုံးပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အရန်ကိုကျေးဇူးတင်တယ်I'll see you in the next video bye bye